အခုဆရာနဲ့ကိုတင်နဲ့ join မိတဲ့နောက်ပိုင်းကျအများကြီးသိလာတယ်အဲကြောင့်မို့လုံးထရဝန်သားတွေဆိုလို့ရှင်လည်းပြောတယ်နင်အရန်ထအများကြီးပိုကောင်းလာတယ်တော်တော်အများကြီးအဆင်ပြေလာတယ်လို့ပြောတယ်အဲကြောင့်မို့နောက်လာမဲ့တင်နဲ့ join မဲ့သူတွေကိုလည်း join စေချင်တယ်ပေါ့နော်ဒီတင်နဲ့ဆရာစီမှာကျွန်တော်တင်လိုက်တယ်ကျွန်တော်စာမတက်ရဘူးစာမတက်ရတဲ့ကျွန်တော်ပြောတယ်တင်တိုင်းအချိန်ကကျွန်တော်မသိရစီဆရာကိုမေးတယ်ဆရာမမေးလဲရဘူးဒီညအားဖြင့်မေးလို့အချိန်မရဘူးဆိုကျွန်တော်နောက်နေ့ကျဆရာမလေးတွေရှိကျွန်တော်စာပို့တယ်ပြန်ပြီးအဲဆရာမလေးတွေတိုက်ချင်ကြတယ်ကျွန်တော်အဲ့ဒီတင်တန်းကိုတက်ရတဲ့အတွက်ကျွန်တော်အတွက်လည်းအကျိုးရှိတယ်ကျန်တဲ့အလူတွေအတွက်လည်းအကျိုးရှိတယ်ဒီတင်တန်းကိုလာတက်ပါလို့ကျွန်တော်ဖိတ်ခေါ်တယ်အများကြီးတင်ပါတယ်ဆရာကိုဆရာတင်တယ်ရန်နဲ့ကောင်းတယ်ဆရာမျက်နှာတစ်ခုဆရာတင်လာလည်းဒီပြောပါလေတမီးလို့ဆိုရင်အရန်စာတော်တဲ့ထဲမှာမပါဘူးနဲ့လက်ဘိန်းလုံးကြီးနဲ့အခြေပေးတယ်လို့ပြောလို့ရတယ်ခင်ဗျာအရန်တိုးတက်လာတယ်ဆရာအရန်ကြည်လမ်းရတယ်ခင်ဗျာအရန်လည်းကျေးဇူးတင်ပါတယ်လို့အားလုံးကိုလည်းတက်စေခြင်းတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာ